TikTok account တစ်ခုကို Gmail နဲ့အလွယ်တကူဖွင့်တဲ့နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်ဗီဒီယိုစလိုက်ရအောင် Google Chrome ကိုလိုက်ပြီးတော့ရှာပေးလိုက်ပါ Google Chrome ကိုဝင်သွားလိုက်ပါမယ်။တော့ပေါ်နာလေးက search bar မှာကို tiktok.com ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။ဒီ tiktok.com ကိုတွားလိုက်မယ်။ tiktok.com website ထဲဝင်သွားလိုက်ပါ။ TikTok website ထဲကိုရောက်လာမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီအောက်နားလေးက profile ထဲကိုနှိပ်ပေးလိုက်ပါ။ now နှိပ်ပေးလိုက်ပါ login ကိုချက်နှိပ်ပေးလိုက်ပါဒီလိုလေးပေါ်လာရင်အောက်နားလေးက sign up ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါဖုန်းထဲမှာရှိတဲ့ Gmail Google account နဲ့ TikTok account ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ continue with Google ကိုနှိပ်ပေးလိုက်ပါOkay ဒါဆိုရှင်တော့အခုဖုန်းထဲမှာရှိတဲ့ Gmail Google account တွေအခုလိုပေါ်လာမှာဖြစ်ပါတယ်။ TikTok account ဖွင့်မဲ့ Gmail account တစ်ခုကိုရွေးချယ်ပေးလိုက်ပါ။ TikTok account ဖွင့်မဲ့ Gmail account ကိုရွေးချယ်ပေးလိုက်မယ်။ TikTok account ဖွင့်မဲ့ Gmail အခုလိုပေါ်လာမှာဖြစ်ပါတယ်။ Continue ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါ။ခဏလေးစောင့်ပေးပါဒီမှာအဝိုင်းလေးနေပါတယ်။ကိုယ့်ရဲ့မွေးရက်လခုနှစ်ကိုထည့်လို့ရပြီဖြစ်ပါတယ်။ပြီးတော့ next ကိုနှိပ်ပေးလိုက်မယ်ပုံစံတူတဲ့အရာတစ်ခုဆိုရင် E နဲ့ E ကိုကျွန်တော်ထပ်ပြီးတော့ယူကြည့်လိုက်မယ်ပြီးတော့ confirm ကိုထပ်နှိပ်ကြည့်လိုက်မယ် Okay ဒါဆိုရှင်ရတော့ပါတော့ sign up လုပ်ဖို့အတွက်ကျွန်တော် username ကိုထည့်ပေးရမှာဖြစ်ပါတယ်ဗောနော် username ထည့်တဲ့အခါမှာအနည်းဆုံးကဏ္ဍနှလုံးပါကျွန်တော်ထည့်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ဗောနော်ဥပမာကျွန်တော်3ညဒီလိုလေးထည့်ကြည့်လိုက်မယ်ဒါဆိုရှင်တော့ရတယ်ဗောနော် sign up ကိုနှိပ်ပေးလိုက်မယ်ကြိုက်တဲ့ browser ထပ်ပြီးတော့ယူလိုက်ပါနော်ကျွန်တော် Chrome browser ကိုယူလိုက်မယ်ဒီဒါဆိုရှင်တော့ကျွန်တော် TikTok account တစ်ခုကိုဖွင့်လာရမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်ထွက်လိုက်မယ် TikTok software ထဲဝင်သွားလိုက်မယ် TikTok software ထဲရောက်ပြီဆိုရှင်တော့ ME ကိုနှိပ်ပေးလိုက်ပါ sign up ကိုနှိပ်လိုက်မယ်အောက်ဆုံးနားလေးက log in ကိုနှိပ်ပါ Google ကိုနှိပ်ပေးလိုက်ပါOkay ဒါဆိုရင် TikTok account ကို auto တစ်ခါနဲ့ log in ဝင်သွားဖြစ်ပါတယ် account ကိုဖွင့်လာရသွားပြီဆိုတော့ကျွန်တော်တို့ owner လေးကခုရဲ့ TikTok account name ကိုတွားပြီးတော့ကျွန်တော်တို့ပြင်လို့ရပါတယ်ဒီမှာတော့ edit profile ကိုနှိပ်လိုက်မယ်ပြီးတော့ name ကိုကျွန်တော်တို့ချက်နှိပ်လိုက်မယ်ဒီညမှာခုရဲ့ name ကိုစိတ်ကြိုက်ပြင်လို့ရရောနော် save ကိုနှိပ်လိုက်မယ် TikTok account name ကိုပြောင်းလိုက်ပြီဖြစ်ပါတယ် profile တွေပါတယ် upload လုပ်ချင်တယ်ဆိုရှင်တော့ဒီနေရာမှာနှိပ်ပြီးတော့မှ upload လုပ်လို့ရပါတယ် Okay ဒါဆိုရှင်တော့အခုကျွန်တော်တို့ TikTok account တစ်ခုကြောင်းလိုက်ဖြစ်ပါတယ်တခြား setting ပိုင်းနဲ့ပတ်သက်တဲ့အရာတွေကိုတော့နောက်ထပ် video တွေမှာပြန်ပြီးတော့သင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ video ကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများတယောက်ချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာပါ